အားလုံးပဲမင်္ဂလာပါတယ်ရှင်အားလုံးပဲအားလုံးပဲမင်္ဂလာပါရှင်လက်ဖန်ရုံ48ကပါဒီရုံးမှာကစမတ်ချင်းမရှိဘူးနော်အလုပ်တွေရှာပေးပါတယ်နောက်ပြီးတော့ရုံးမှာကိုပစ္စည်းခကောက်တယ်ဒီလောက်ပဲရှိပါတယ်နော်ဒီနေ့ညီမကောမတ်ဖတ်ပြပေးမယ်ညီမတင်တဲ့ဒီအလုပ်လေရုံးဆောင်နဲ့ဖြစ်ပြီးလောက်လာစမတ်ပါရှင်မင်းကလေးလို့ဆိုတာပေါ်ဆုံးပဲဒီဗီဒီယိုလေးသိမှာပါကြည့်တဲ့သူက2000ကျော်အသေးပေးတဲ့သူက900ကျော်ပေါ့နော်ပြီးတော့ comment ကလည်း bad review တွေများတယ်ပေါ့နော်ကျွန်မတစ်ချက်လောက်ဖတ်ပြပေးမယ်သွားစမတ်ထားတာ9လပြည့်တော့မယ်ပါအကြောင်းကြားချက်မှမရတခုဖုံးမဆက်လာဘူးပြီးတော့အလုံးမရအကြောင်းလာပြောတယ်ထားလိုက်ပါတော့သွားစမတ်တဲ့သူကရောက်တရားမှာ69ယောက်ကရကြပါတယ်ဗာရလဲဆိုတော့နောင်တတွေတဲ့ဂျေစုနောက်တစ်ခုကနောက်တစ်ခုကပါလဲဆိုတော့စမတ်ခ1000ယူတယ်တဲ့တထေးပြောင်းခလဲ4500ကုန်တယ်တဲ့အလုပ်လဲတိတိကျကျလဲမဟုတ်ဘူး Hey star မပြောပါနဲ့ညီမတို့ရုံးမှာစမတ်ချင်းမရှိဘူးလေစမတ်ခ1000ကဘယ်ကလာတာတော့စမတ်ချင်းမရှိဘူးနောက်ပြီးတော့တထေးပြောင်းခ4500ကလည်းဘယ်ကလာတာတော့မရှိဘူး no no host star မပြောပါနဲ့4500ကဘယ်ကလာတာတော့ဒီကမတ်လဲပေါ်တော်နဲ့ပါတယ်ပြောနေလဲမသိဘူးကျန်တာကကြတော့ကောင်းတယ်ပေါ့နော်ဒီယူကြောင်မှုကြောင်3កောင်ပဲပါပြောတာလဲတော့မသိဘူးညီမတခုပြောချင်တာကညီမတို့ရုံးမှာစမတ်ခလောကမရှိပါဘူးနော်အလောရမဝန်ဆောင်က1000ပေးရမယ်နောက်ပြီးတော့ကိုပစ္စည်းခ60ဘက်ကပါတယ်ရှင်ကဲရက်ကိုကအလောက်လာစမတ်ထားပြီးဆိုရင်ပေါ့နော်ညီမလေးတို့ကစမတ်ကနံပါတ်ပေးထားလိုက်မယ်စမတ်ကနံပါတ်ပေးထားလိုက်မယ်နောက်ပြီးတော့ဒီမှာလဲဖုန်းနံပါတ်ချပေးထားတယ်ဒီဖုန်းနံပါတ်ကိုဆက်တွယ်လာလို့ရတယ်ညီမလေးတို့ရုံးမှာကအလောက်လာစမတ်တဲ့သူတွေအများကြီးအကြောင်းမို့ဖုန်းဆက်ပေးဖို့ကပေါ့နော်မအားသေးဘူးကိုတိုင်ကလည်းဆက်လာပေးဖို့လိုအပ်ပါတယ်ကျွန်တော်ဇမအလောက်ရပြီလားဆိုပြီးတော့ဖုန်းဆက်လာပေးလို့ရတယ်ပေါ့နော်ရှင်တို့တွေပေါ်တော်ပြောပေးတဲ့ကျွန်မဒီဗီဒီယိုကပေါက်သွားတယ်ပေါ့နော်ကြီးတဲ့သူ2000ကျော်တာမှဇေဇူတာလာပြပြတာပါ